တောင်ကြီးညွရာတီဦးတူနဲ့လိုက်ဖက်တဲ့အစားတောင်လေးသွားစားခဲ့ပါတယ်နှစ်ယောက်သားပေါ့နော်အခုရက်ပိုင်းတောင်ကြီးကမိုးအရန်ရွာပြီးအရန်အေးတော့ပူပူဆက်ဆက်လေးစားမယ်ဒီဆိုင်မှာအရင်တော့အကင်မရှိဘူးအခုနောက်ပိုင်းအကင်တွေကမာလာဟင်းတို့ငါးပေါင်းတို့မီနူးတွေအကုန်ထပ်ဖြည့်ထားရပေါ့နော်ဒီဆိုင်လေးကတော့တောင်ကြီးမြို့ Black and White အထည်ဆိုင်ဘေးလန်းကြားလေးမှာရှိရပေါ့နော်တော်တော်များများလေးတီးကြပါမယ်ရှင်မမိုးတို့ဒီဆိုင်ကိုအမြဲတမ်းစားဖြစ်တယ်ပေါ့နော်အဓိကမှာတာတော့ခောက်ဆဲကိုအဆက်က level 2နဲ့မှာတယ်ပေါ့နော်မမိုးကတော့ဆေးရုံပြထားတာ၄ရက်မြောက်နေ့မှာအဆက်တွေပြန်စားနေပါပြီရှင်ညဆိုရင်ဘိုက်အောင်ပေါ့နော်ဆေးနဲ့ဖြည့်တိတ်နေရပါတယ်နှစ်ယောက်သားမိုးအီနဲ့ချီးလိုက်တယ်ပေါ့နော်ဘဒူးနဲ့မှရှိစရာမရှိတော့ကောင်းလေးနဲ့ရှိပါတယ်ရှင်ကဲနှစ်ယောက်သားစားတောက်ပါတယ်သူရဲ့အရသာတွေကဘယ်ချိန်သွားစားအရန်ကိုမှထိမိနေတာပေါ့နော် service ကလည်းလုံးဝကိုမိုက်ပါတယ်ပိုင်ရှင်ကိုယ်တိုင် service ပေးတာပေါ့နော်ဆိုင်တစ်ဆိုင်မှာ customer ကိုထိတ်ခဲလောက်တာလေအရန်ကိုမှအရေးကြီးရပေါ့နော်မမိုးတို့တော့သွားတိုင်းတော့တော်တော်လေးဟိုမှာ service ကအဆင်ပြေရဲ့တခြားလူတော့မသိဘူးပေါ့နော်ကဲမိုးကြီးနဲ့နှစ်ယောက်သားစားတောက်ပြီးတော့အိမ်ပြန်ပါပြီဒီနေ့ကတော့ဒီလိုမျိုးလေးဖြတ်တန်းလိုက်တယ်ပေါ့နော်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်ရှင်